အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးထဲမှာတော့ Dynamic သင်ခန်းစာနှစ်မှာပါတဲ့ grammar pattern လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီအခန်းမှာဆိုလို့ရှိရင်အရာဝတ္ထုပစ္စည်းတွေကိုရည်ညွှန်းပြောဆိုတဲ့ခိုတဲ့ဆိုတဲ့အားတဲ့ဆိုတဲ့အသုံးအနှုန်းလေးတွေပါလာပြီဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ခိုတဲ့ဆိုတာဒီကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့เนาะပစ္စည်းအရာဝတ္ထုပစ္စည်းတွေကိုရည်ညွှန်းပြောဆိုတဲ့အခါမှာဒါဒီဟာလို့ပြောချင်ရင်ခိုတဲ့ကိုသုံးမယ်သူများလက်ထဲမှာရှိနေတဲ့ပစ္စည်းကိုပြောမယ်ဆိုလို့ရှိရင်ဆိုတဲ့အဲ့ဒါဆိုလို့သုံးမယ်နှစ်ယောက်လုံးရဲ့အဝေးမှာရှိနေတဲ့အရာဝတ္ထုပစ္စည်းကိုလှမ်းပြီးတော့ညွှန်းတာဆိုရင်တော့အားတဲ့ဟိုဟာဆိုပြီးတော့သုံးရမှာဖြစ်ပါတယ်။ခိုတဲ့ဆိုတဲ့အားတဲ့။ကဲဒါဆိုအဲ့ဒီသုံးနှုန်းလေးကိုသုံးပြီးတော့မှဒုစာကြောင်းလေးတွေထဲမှာထည့်ပြီးတော့ပြောကြည့်ကြရအောင်။ကဲနံပါတ်1 grammar pattern လေးကတော့ခိုတဲ့ဆိုတဲ့အားတဲ့ဝ noun des ဒါလေးကတော့ particle အနေနဲ့သုံးထားတော့ဝလို့အတန်ထွက်ပါမယ်။အဓိပ္ပာယ်ကတီးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲ့တော့ခိုတဲ့ဆိုတဲ့အားတဲ့နောက်မှာ particle ဝလေးတွဲပြီးတော့သုံးရပါမယ်။ခိုတဲ့ဝဆိုတဲ့ဝအားတဲ့ဝဒီမှာနောက်က noun des ဆိုပြီးတော့လိုက်မယ်ပေါ့နော်ဒီခိုးတဲ့ဆိုတဲ့အားတဲ့ဟာအရာဝတ္ထုပစ္စည်းတွေကိုရည်ညွှန်းပြောဆိုတာဖြစ်တဲ့အတွက်နောက်က noun ဟာလည်းအရာဝတ္ထုပစ္စည်း noun ဖြစ်ရမယ်ပေါ့နော်ခိုးတဲ့ဝ noun des ဒါကတော့ noun ဖြစ်ပါတယ်ဆိုတဲ့ဝ noun des အဲ့ဒါကတော့ noun ဖြစ်ပါတယ်အားတဲ့ဝ noun des ဟိုဟာကတော့ noun ဖြစ်ပါတယ်ခိုးတဲ့ဆိုတဲ့အားတဲ့ဟာကိုရည်ညွှန်းပြောဆိုခြင်းနဲ့အနေထားပေါ်မူတည်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ခိုးတဲ့သုံးပါလားဆိုတယ်လားအားတယ်လားဆိုတာကိုတစ်ခုခုသုံးပေးရမယ်ကဲဒီနောက်နေရာမှာအရာဝတ္ထုပစ္စည်းတွေထည့်ပြီးတော့သုံးကြည့်ရအောင်ပေါ့နော်အဲ့တော့ဒီနောက်မှာစာအုပ်တို့သတင်းစာတို့မဂ္ဂဇင်းတို့ပေါ့နော်ကိုရဲဝ Hondes ဆိုရင်ဒါကစာအုပ်ဖြစ်ပါတယ်ဒီနောက်မှာ Hon ဆိုတာလေးထည့်လိုက်မယ်ဆိုလို့ရှိရင်ကိုရဲဝ Hondes ဒါကစာအုပ်ဖြစ်ပါတယ်ဆိုရဲဝကြည့်လျှော့တဲ့အဲ့ဒါကတော့အပိတန်ဖြစ်ပါတယ်အားရဲဝ Episodes ဟိုဟာကတော့ခဲတန်ဖြစ်ပါတယ်နော်ဒီနောက်နေရာမှာအရာဝတ္ထုပစ္စည်းနောင်လေးတွေထည့်ပြီးတော့သုံးပါမယ်ဒါအဲ့ဒါဟိုဟာကတော့နောင်ဖြစ်ပါတယ်ဆိုတဲ့ပုံစံပေါ့နော်အဲ့ဒါကဘာလဲဒါကဘာလဲဟိုဟာကဘာလဲလို့မေးကြည့်ရင်အရာဝတ္ထုပစ္စည်းတွေကိုဘာလဲလို့မေးကြည့်ရင်nan ဆိုတဲ့စလုံးလေးကိုသုံးပြီးတော့မေးမယ် nan des ကဘာလဲเนาะကဲဒါဆိုဥပမာစာကြောင်းလေးကြာလေဆိုတာဥပမာပေါ့เนาะဆိုတဲ့ဝ nan des ကအဲ့ဒါကဘာလဲတဲ့ဆိုတဲ့ဝ nan des ကအဲ့ဒါကဘာလဲဆိုတဲ့ဝဆိုတာသူများလက်ထဲမှာကင်ထားတဲ့အရာဝတ္ထုပစ္စည်းလေးကိုမေးလိုက်တာပေါ့เนาะအဲ့ဒါကဘာလဲလို့မေးလိုက်တဲ့အခါမှာပြန်ဖြေတဲ့သူကသူ့ရဲ့လက်ထဲမှာကင်ထားတဲ့ပစ္စည်းကိုပြောပြီးတော့ဖြေမှာဖြစ်တဲ့အတွက်ကိုယ်ထဲနဲ့ပြန်ဖြေရမယ်เนาะအဲ့တော့ဆိုတဲ့နဲ့မေးရင်ခိုးတဲ့နဲ့ပြန်ပြရမယ်နော်ဟုတ်ပြီခိုးတဲ့ဝရှင်ဘွန်ဒက်ဒါကသတင်းစာဖြစ်ပါတယ်ကဲရှင်ဘွန်ကသတင်းစာနော်ဒါကသတင်းစာဖြစ်ပါတယ်အဲ့ဒါကဘာလဲဒါကသတင်းစာပါတဲ့ကဲရှင်ဘွန်နေရာမှာဆိုတခြားသောအရာဝတ္ထုပစ္စည်းနောင်တွေအများကြီးထည့်ပြီးတော့သုံးလို့ရတယ်ဒီခန်းမှာကြည့်ခဲ့တဲ့စလုံးတွေဆိုရင်ဟွန်စာအုပ်တို့စာရှိမဂ္ဂဇင်းတို့ကြီးလျှော့အပိတန်တို့မဲရှိလိပ်စာကက်တို့နို့တို့အမှတ်စုစာအုပ်နောက်ထပ်အများကြီးရှိသေးတယ်ပေါ့နော်ခေတန်တွေဘောပင်တွေနာရီတွေလွယ်အိတ်တွေပေါ့နော်ဒါမျိုးတွေလည်းထည့်ပြီးတော့သုံးလို့ရသေးတယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်နောက်တစ်ခုကြည့်မယ်နော်နောက်တစ်ခုကကြတော့ကိုရဲဆိုတဲ့အားရဲက A des က B des ကဒီတစ်ခါကျတော့မေးခွန်းတစ်ခါဆင့်ပြီးတော့မေးတာပေါ့နော်ဒါကအဲ့ဒါကဟိုဟာက A လား B လားဒီမှာဒီစမစလုံးလေးရေးထားတယ် B ဆိုတဲ့စလုံးလေးဒီစလုံးလေးကိုမေးလိုက်မယ်ပေါ့နော်ဒီစလုံးလေးဟာ A လား B လားတွင်ကိုရဲက A des က B des ကဒါက A လား B လားဒီမှာ B ကိုရေးထားတာဖြစ်တဲ့အတွက်ပြန်ဖြေတဲ့သူဟာ B ဖြစ်ပါတယ်လို့ပြန်ဖြေရမယ်ပေါ့နော် B des ပေါ့နော်အဲ့တော့မေးခွန်းတစ်ခါဆင့်ပြီးတော့မေးတဲ့အခါမှာ A des က B des က A လား B လားလို့မေးမယ်နော်ကဲနောက်တစ်ခုကကြတော့ဥပမာစာကြောင်းလေးကြည့်လိုက်မယ်ကိုရဲက no to des ကတေချော des ကဒါက no to ဆိုတာမှတ်စုစာအုပ်လားတေချောအိတ်ဆောင်မှတ်စုလားကဲတေချောလား no to လားလို့မေးလိုက်တဲ့အခါမှာဒီပုံလေးကိုကြည့်လိုက်မယ်ဆိုရင် note ဆိုလေးထားရပေါ့နော် note ဆိုတာ note စာအုပ်မှတ်စုစာအုပ်ပေါ့နော်ကဲမှတ်တာဒီစာအုပ်လေးဟာမှတ်စုစာအုပ်လားတေချောအိတ်ဆောင်မှတ်စုလားလို့မေးလိုက်တဲ့အခါမှာ note စာအုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ no to des no to ဖြစ်ပါတယ်လို့ပြန်ဖြေပြရမယ်ပေါ့နော်ကဲဒါဆိုစမကဒီနားမှာစလုံးလေးတစ်ခုရေးလိုက်မယ်အာဆိုတဲ့စလုံးလေးရေးလိုက်မယ်ရေးပြီးတော့ဒီစလုံးလေးဟာအာလားအိုလားလို့မေးမယ်ခိုရဲဝအာဒက်စ်ကအိုဒက်စ်ကအာလားအိုလားဒီမှာရေးထားတာအာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်ဖြေတဲ့အခါမှာအာဖြစ်ပါတယ်လို့ဖြေမယ်အာဒက်စ်နောက်က des ဆိုတာလေးထည့်ပြီးတော့ဖြေပေးရမယ်ပေါ့နော်ကဲနောက်တစ်ခုဒီမှာနံပါတ်1လေးရေးလိုက်မယ်ဒီစလုံးလေးဟာ1လားခွန်လားလို့မေးမယ်ကိုရဲဝအီချီဒက်စ်ကနာနာဒက်စ်က1ဖြစ်တဲ့အတွက်ကြောင့်မို့လို့အီချီဒက်စ်1ဖြစ်ပါတယ်ဆိုပြီးတော့ပြန်ဖြေပေးရမယ်ပေါ့နော်ကဲအဲ့တော့ဒီဒါကကြတော့ဒီပစ္စည်းလေးတွေအရာဝတ္ထုပစ္စည်းလေးစက်ကလုံးလေးတွေကိုပေါ့နော်အဲ့တော့ကိုကတိတိကျကျတဲကွဲမသိဘူးနော်ဟိုဟာလားဒီဟာလားတိတိကျကျတဲကွဲမသိတဲ့ခါမျိုးမှာဒီလိုမျိုးနှစ်ခါဆင်းပြီးတော့မေးလို့ရတယ်တစ်လားခွန်လားတို့ပေါ့နော်နောက်တစ်ခါကျစက်ကလုံးလေးထဲမှာဆို re တို့ e တို့ပေါ့နော် re တို့ e တို့စလုံးလေးတွေရှိပါတယ်ရေးထားတဲ့စလုံးလေးက re လား e လားမသိတဲ့ခါမှာဒါလေးက re လား e လားကိုရဲက e des က re des ကဒီစလုံးလေးက e ဖြစ်တဲ့အတွက်ကြောင့်မို့လို့ e desကဲဒါလေးကကြတော့ကိုရဲက e des က re des ကဒါ e လား re လားဆိုတော့ re ဖြစ်တဲ့အတွက်ကြောင့်မို့လို့ re des ဒါမျိုးလေးတွေပြန်ဖြေပေးရမယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်နောက်တစ်ခုကကြတော့ခဲတန်လားဘောပင်လားလို့မေးတာမျိုးလည်းမေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကမဂ္ဂဇင်းလားတို့သတင်းစာလားတို့နော်ကြီးလျှော့လားဟွန်လားတို့ဒါမျိုးတွေမေးလို့ရပါတယ်ကဲနောက်တစ်ခုကကြတော့ကိုရဲဆိုတဲ့အားတွေက noun not noun des မှာ noun not noun နှစ်ခုရဲ့ကြားမှာ not နဲ့ဆက်တယ် not ရဲ့အဓိပ္ပာယ်ဟာကျွန်တော်တို့ပိုင်ဆိုင်မှုတွေပေါ်ပြတဲ့အခါမှာလည်း not နဲ့သုံးတယ်ပြီးတော့သက်ဆိုင်တော်ဆန်းမှုလို့သက်ဆိုင်မှုနော်လူတစ်ယောက်နဲ့တစ်ယောက်ရဲ့တော်ဆန်းမှုသက်ဆိုင်မှုကိုပြောတဲ့အခါမှာလည်းသုံးတယ်
နောက်တစ်ခုကကြတော့ဒီ noun တွေအများကြီးကိုစက်တိုက်သုံးခြင်းတဲ့အခါမှာကျွန်တော် not လေးနဲ့ဆက်ပြီးတော့သုံးပေးရတယ်ပေါ့နော်။ not ရဲ့အဓိပ္ပာယ်က yes e လို့ဘာသာပြန်တယ်။အခါလေးကြာရင်ကျွန်တော် noun တွေအများကြီးကိုစက်တိုက်ပြောတဲ့အခါမှာတက်တိုက်သုံးတဲ့အခါမှာ not လေးကိုထည့်ပြီးတော့သုံးတဲ့အခါရှိတယ်။အခါလေးအဲ့ဒီ not လေးကိုဘာသာမပြန်မဲနဲ့ဒီတိုင်းပဲတွဲပြီးတော့တွဲလိုက်ပေါ့နော်။ဘာသာပြန်လိုက်ရတဲ့အခါမျိုးတွေလည်းရှိပါတယ်။ကဲခိုးတဲ့ဆိုတဲ့အားတွေက noun တော့ noun တဲ့ဒါအဲ့ဒါဟိုဟာကတော့ noun ရဲ့ noun ဖြစ်ပါတယ်ပေါ့အရှိကနောင်ကတော့အရာဝတ္ထုပစ္စည်းတွေလူတွေလိုက်လို့ရတယ်ပေါ့နော်မိကုံးမေးတဲ့ခါမှာအရာဝတ္ထုပစ္စည်းအနေနဲ့မေးချင်တယ်ဆိုရင်နန်းနဲ့မေးပြီးတော့လူလို့မေးချင်ရင်တော့ဓာတ်တယ်ဘယ်သူလို့မေးမယ်ပေါ့နော်နောက်ကနောင်ကကြာဆိုလည်းပဲကျွန်တော်တို့ကတက်ရှိတယ်မယ်လိုက်လို့ရတယ်တိုးပြီးမဲ့ဒီအရှိမှာကိုးတဲ့ဆိုတဲ့အားတွေပါတယ်ဆိုရင်တော့ကိုးတဲ့ဆိုတဲ့အားတွေဟာအရာဝတ္ထုပစ္စည်းကိုရည်ညွှန်းပြောဆိုတာဖြစ်တဲ့အတွက်ဒီအနောက်ကနောင်ကတော့ကျွန်တော်တို့ဒီတက်မဲ့နောင်ဖြစ်ရမယ်ပေါ့နော်အရာဝတ္ထုပစ္စည်းတော့မဟုတ်တက်မဲ့နောင်ဖြစ်ရပါမယ်နောက်ပုံမှန်ကျွန်တော်တို့သုံးနေဆိုရင်တော့ noun တော့ noun ဆိုတဲ့အဓိပ္ပာယ်တော်ဆက်မှုတွေပါလိဆိုရင်တော့ကျွန်တော်တို့အရှိကလည်းလူနောက်ကလည်းလူအနေနဲ့သုံးလို့ရပါတယ်နော်အရှိကလည်းတက်ရှိနောက်ကလည်းတက်ရှိနောက်အရှိကတက်မဲ့ဆိုနောက်ကတက်မဲ့အဲ့လိုမျိုးတွေပြီးတက်ရှိဆိုရင်အရှိကတက်ရှိဆိုရင်တော့နောက်ကတက်ရှိတက်မဲ့နှစ်မျိုးလုံးနဲ့တွဲသုံးတယ်ဒါကျွန်တော်ရဲ့လွယ်အိတ်ဆိုရင်ကျွန်တော်နဲ့လွယ်အိတ်နဲ့ပေါ့နော်တက်ရှိနဲ့တက်မဲ့တွဲသုံးလို့ရတယ်ကျွန်တော်ရဲ့တငယ်ချင်းဆိုကျွန်တော်ကလည်းလူတငယ်ချင်းကလည်းလူချင်းအဲ့လိုတက်ရှိချင်းတွဲသုံးလို့ရတယ်ပေါ့နော်ကြည့်လို့ရှိရတက်မဲ့ဖြစ်နေခဲ့မယ်ဆိုရင်တော့အရှိကတက်မဲ့လို့တွဲပြီးတော့သုံးမယ်ဆိုရင်တော့တက်မဲ့ပစ္စည်းနောက်ကတက်မဲ့ပဲဖြစ်ရမယ်နောက်ကတက်ရှိနဲ့တွဲသုံးလို့မရအောင်နော်ရှေ့ကတက်ရှိဆိုနောက်ကတက်ရှိရောတက်မဲ့ရောနှစ်မျိုးလုံးသုံးလို့ရတယ်တက်မဲ့ဆိုရင်တော့နောက်ကလည်းတက်မဲ့အရာဝတ္ထုပစ္စည်းပဲဖြစ်ရမယ်ပေါ့နော်ကဲတော့ဒါပေမဲ့လို့ဒီနေရာမှာကျွန်တော်ဒီနောက်က not ရဲ့နောက်က noun နေရာမှာဒီ pattern ရဆိုရင်တက်မဲ့ကိုပဲသုံးပါမယ်ဘာကြောင့်လဲဆိုတော့ရှေ့မှာခိုးတဲ့ဆိုတဲ့အားတွေလေးပါနေမယ်ဆိုရင်နောက်က noun ကတက်မဲ့ဖြစ်ရမယ်ဘာလို့လဲခိုးတဲ့ဆိုတဲ့အားတွေဟာအရာဝတ္ထုပစ္စည်းကိုရည်ညွှန်းပြောဆိုတဲ့အသုံးလုံးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ pattern လေးထဲမှာထည့်ပြီးတော့ဥပမာစာကြောင်းလေးတွေပြောကြည့်ကြရအောင်ကဲအောက်ကဥပမာစာကြောင်းလေးကိုကြည့်လိုက်တော့ဆိုတဲ့ဝအေကိုနော်ရှိဒီတက်ဆိုတဲ့ဝဆိုတာအဲ့ဒါကပေါ့နော်ဆိုတဲ့ဆိုတာသူများလက်ထဲမှာကင်ထားတဲ့အရာဝတ္ထုပစ္စည်းနော်သူများဘက်မှာရှိနေတဲ့အရာဝတ္ထုပစ္စည်းကိုဆိုတဲ့ဝဆိုတာအဲ့ဒါကအေကိုနော်အေကိုဆိုတာအင်္ဂလိပ်စာရဲ့ရှိဒီဆိုတာ CD ကိုဖြစ်ပါတယ်အေကိုနော်ရှိဒီကိုကျွန်တော်တွဲပြီးတော့ဗာပြန်လိုက်လို့ရတယ်အင်္ဂလိပ်စာ CD ကိုဖြစ်ပါတယ်ပေါ့ဒါထဲမှာ not ရဲ့ e ဆိုတဲ့ဟာကြီးမထည့်တော့ဘဲနဲ့ပေါ့နော်အင်္ဂလိပ်စာ CD ကိုဖြစ်ပါတယ်။ဒါလို့ဂျပန်စာ CD ကိုဆိုရင်ဒီရှေ့မှာနီဟွန်ကိုလေးထည့်လိုက်ရင်ရပြီ။နီဟွန်ကိုနော် CD です။နီဟွန်ကိုနော် CD です။ကဲနောက်တစ်ခုကကြတော့အားရဲဝဝတာရှိနောကိုလိုမာဒက်စ်အားရဲဆိုတာဟိုဟာနော်နေရာလုံးရဲ့အဝေးမှာရှိနေတဲ့အရာဝတ္ထုဟိုကဟာကအားရဲဝတာရှိနောကျွန်တော်ရဲ့ကိုလိုမာဆိုတာကကျွန်တော်ရဲ့ကားဖြစ်ပါတယ်တဲ့ကဲဒီစာကြောင်းတစ်ခုကြည့်လိုက်မယ်ဆိုတော့ဘောက A ကိုဆိုတာတက်မဲ့ပေါ့နော်နောက်က C ဆိုတာလည်းတက်မဲ့ဆိုတော့နောက်ကတက်မဲ့နဲ့တွေ့သုံးထားတယ်အင်္ဂလိပ်စာ CD ကိုနောက်တစ်ခုကဝတာရှိဆိုတာကျွန်တော်ဆိုတာလူပုဂ္ဂိုလ်တက်ရှိပေါ့နော်နောက်ကကိုလိုမာတော့ကားတက်မဲ့အရာဝတ္ထုပစ္စည်းအဲ့တော့အရှိကတက်ရှိဆိုအဲ့ဒီတက်ရှိပိုင်ဆိုင်ထားတဲ့အဲ့ဒီတက်ရှိရဲ့အရာဝတ္ထုပစ္စည်းပေါ့နော်ကိုလိုမာကားကျွန်တော်ရဲ့ကားဒီ CD တွေခုတို့မှနေရာမှာတခြားသော noun တွေရာထူးပစ္စည်းတွေပြောင်းပြီးတော့သုံးလို့ရပါတယ်ပြီးတော့ A ကိုဝါတာရှိတယ်ဒီမှာဝါတာရှိသုံးထားပြီးမယ်တခြားသောလူတက်ရှိတွေလည်းထည့်ပြီးတော့သုံးလို့ရတယ်နော်ဟုတ်ပြီဒါပြင်ကျွန်မတို့ကမေးခွန်းမေးတဲ့အခါမှာဒါ CD ကွေကဘာ CD ကွေလဲကားကဘယ်သူရဲ့ကားလဲအဲ့လိုမျိုးမေးချင်တယ်ဘာ CD ကွေလဲဆိုရင်ရှိကဘာဆိုတာကိုနန်းနဲ့မေးမယ်နန်း not CD desk ကားလို့မရဘူးနော်နောက်ကမေးခွန်းမေးခါလေးပါနောက်ဆုံးမှထည့်ပေးရမယ်အဲ့တော့A ကိုဒီတက်မဲ့ဖြစ်တဲ့အတွက်တက်မဲ့ကိုမေးခွန်းမေးတဲ့အခါမှာနန်းနဲ့မေးမယ်နန်း not CD desk ကဘာ CD ကွေလဲအင်္ဂလိပ်စာ CD ကွေဆိုရင် A ကိုနော် CD desk ကဲနောက်တစ်ခါဘယ်သူရဲ့ကားလဲဘယ်သူဆိုရင်ဓာတ်တယ်နဲ့မေးမယ်ဓာတ်တယ် not ကိုရိုမာ desk ကဒါတယ်နော်ကိုရိုမာဒက်စ်ကဘယ်သူရဲ့ကားလဲဆိုရင်ကျွန်တော်ရဲ့ကားဖြစ်ပါတယ်ဆိုတော့ဝါတာရှိနော်ကိုရိုမာဒက်စ်ကျွန်တော်ရဲ့ကားဖြစ်ပါတယ်ဟုတ်ပြီနော်နောက်